အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ထမင်းစားအရင်မိန်စင်မဲ့ဟင်းလေးတစ်မျိုးကိုချက်စားမှဖြစ်ပါတယ်အဲ့ဒါကတော့ငတန်စားနဲ့သားဟင်းလေးပဲဖြစ်ပါတယ်ရှင်ငတန်စားနဲ့သားဟင်းလေးကလက်လက်ဆက်ဆက်ငတန်သားကိုချက်စားတာမျိုးနဲ့မတူကွဲထွက်ပြီးတော့တစ်မျိုးစားလို့အရင်ကောင်းပါတယ်နေရာဒေသမတူကွဲပြားကြတဲ့အတွက်တချို့ကလည်းချက်စားဖို့မှဖြစ်တယ်လို့တချို့ကလည်းမချက်စားဖို့မှဖြစ်တဲ့အတွက်ကြောင့်မလို့ချက်နည်းလေးကိုအသေးစိတ်ပြောပြပေးပါမယ်ရှင်အရင်ဆုံးဝယ်ထားတဲ့ငါးလေးတွေကိုတေချာရည်စီချောတန့်စင်ပေးပါမယ်။ငတန်ကိုတညသိန်းတိတ်စားနေထားမှဖြစ်တဲ့အတွက်ကြောင့်မလို့ငါးရဲ့ဝင်ပိုက်ထဲမှာရှိတဲ့ပူစီပေါင်းတွေဦးတွေကိုတေချာလေးစင်ကြယ်အောင်စီချောပေးပါ။ငါးကိုရေစင်ကြယ်စွာတေချာလေးဆေးပြီးတဲ့နောက်မှာကိုစားကျင်တဲ့ပမာဏအရွယ်အစားတိုင်းကိုလီဖြတ်ပေးပါအနေတော့တုံးလေးတုံးပြီးသားလို့ရှိရင်တော့စားမြများနဲ့ငါးကိုတေချာလေးတမအောင်နေပေးပါနေပြီးသားလို့ရှိရင်တော့အနေတော့စလုံးလေးတစ်လုံးလေးကိုတတုံးပြီးတတုံးစီထည့်ပေးပါပြီးသားလို့ရှိရင်တော့တေချာလေးဖုံးအုပ်ပြီးတော့ရေခဲတစ်တာရှိတဲ့သူတွေဆိုရင်တော့ရေခဲတစ်တာတဲ့ကိုတညသေးဖြစ်ညသေးဖြစ်ထည့်ထားပေးပါမရှိဘူးဆိုရင်လည်းအပြင်မှာဒီတိုင်းထားလို့ရပါတယ်စားမြများထည့်ပေးဖို့တော့လိုပါတယ်ရှင်ညတိတ်ထားပြီးတဲ့အခါမှာဆိုရင်ငါးလေးတွေကမှတတောင့်လေးဖြစ်နေပါမယ်တခုတတိထားမှာကငါးလေးတွေကစားမြိုင်းနဲ့နေထားတာဖြစ်တဲ့အတွက်ကြောင့်မလို့မချက်ခံနီးမှတရီလောက်တော့ပြန်စီချပေးပါငါးစားနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ဟင်းချက်တဲ့အခါမှာစားကိုထပ်ထည့်ပေးစရာမလိုတော့ပါဘူးမြုပ်ဒီကိုတေချာလေးစီမွေးတက်ပေးပါစီမွေးတက်ပြီးသွားလို့ရှိရင်တော့အချုံမုတ်လေးအနေငယ်ထည့်ပြီးတော့ငါးကိုချက်လို့ရပါပြီရှင်အဆုံးထိကြည့်ပေးကြပါအောင်နော်
အခုဆိုရင်တော့ဖြင့်တော့စရာလေးနဲ့အတူအရန်ကိုစားလို့ကောင်းတဲ့ငါဟင်းလေးတစ်ခွဲရသွားပါပြီရှင်အဆုံးထိကြည့်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်See you in the next video. Bye bye.